မင်္ဂလာပါရှင်ပဲမျိုးစုံစိုက်တဲ့ရာသီမှာရင်ဖြူအတွက်ကြိုတင်စဉ်းစားသုံးသပ်ရမယ့်အခြေအနေလေးအချို့ကိုဆွေးနွေးခြင်းပါတယ်ရှင်ရင်ဖြူကသူရင်ပါပြီးသားဆေးအမျိုးအစားတွေများတဲ့ဆိုတာကိုမမေ့ပါနဲ့ရင်ဖြူကဓာတုဆေးရင်ပါလွယ်တဲ့ဖြတ်ပိုးအမျိုးအစားဖြစ်တယ်ဆိုတာကိုလည်းမမေ့ပါနဲ့ရာသီဥတုအပြင်အပူချိန်မြင့်ပြီးတော့စိုးထိုင်းစာများတဲ့အပေါ်မှာအခြေခံပြီးတော့ပွားများမှုနှုန်းမြန်တတ်တဲ့ဖြတ်ပိုးအမျိုးအစားဖြစ်တယ်ဆိုတာကိုလည်းမမေ့ပါနဲ့ရင်ဖြူကနိုက်ထရိုဂျင်မြေဩဇာအာဟာရထည့်သွင်းမှုများခြင်းပေါ်မှာသူ့ရဲ့ပွားများမှုအတွက်လိုအပ်တဲ့ပရိုတင်းရရှိရေးအတွက်လုံးဝမှီတည်နေတယ်ဆိုတာကိုလည်းမမေ့ပါနဲ့ရင်ဖြူကျရောက်ပြီးတော့ဆေးဖြန်းတယ်ရင်ဖြူဥယျာဉ်တိတိတသာကျသွားတယ်ဆိုပြီးတော့ပေါ့ပေါ့ဆဆနေပြီးတော့ကွင်းကိုပြစ်မထားပါနဲ့ရင်ဖြူကနေတဲဆောင်ကူးဆက်နိုင်တဲ့အဝါရောင်မိုစိတ်ဗိုင်းရပ်စ်ရဲ့ကူးဆက်မှုနဲ့လက္ခဏာပြမှုဟာ၆တွေ့ခြင်းနဲ့အပူချိန်မြင့်ခြင်းပေါ်မှာမူတည်ပြီးတော့ပိုးကြတာ9ရက်ကနေပြီးတော့10ရက်ခန့်အကြာမှာပဲရွက်မှာရောင်မကြီးကွက်ကြပေါ့နော်မိုစိတ်လက္ခဏာပြလာတယ်ဆိုတာကိုလည်းသဘောပေါက်ထားဖို့လိုပါတယ်ဒါရင်ဖြူကိုစိုးရင်လို့ပေါ့နော်ဆေးမျိုးစုံတုံးပြီးတော့ကြိုတင်ကာကွယ်တယ်ဆိုတာကိုလည်းအဲ့ဒီနည်းနဲ့လည်းမထိရောက်ဘူးဆိုတာကိုလည်းနားလည်ထားဖို့လိုပါတယ်ရင်ဖြူကြာရောက်မှုတက်တာခြင်းနဲ့ဆိုရင်စကလေးကပြင်ဆင်ရပါမယ်ဓာတုဆေးတစ်မျိုးတည်းအားကိုးပြီးတော့ရင်ဖြူကိုနိုင်ကျင်လို့မရပါဘူးဒါဟာစိတ်ကူးရင်တက်ပါပဲမျိုးစစ်နှုံသားမှန်မှာလောဘမကြီးပါနဲ့အပင်ဥယျာဉ်များတိုင်းနဲ့အထွက်မတိုးပါဘူးဒါအာဟာရလူယူစားသုံးမှုပေါ်မှာမူတည်ပါတယ်နောက်ကအာဟာရပေါ်အထူးသဖြင့်နိုက်ထရိုဂျင်ရွက်ဖြန်းကိုအလွန်ကြော်မဖြန်းပါနဲ့တင်းလျော်တဲ့အပင်ပုံစံနဲ့အရွက်အယောင်ရတယ်ဆိုရင်စိတ်ကျေနပ်မှုရှိပါအရွက်ပေါ့နော်အပင်အရွက်တွေဖားဖားကြီးနဲ့စိမ့်ဆိုနေတာကပင်မိုင်းဆိုင်ရာကြီးထွားခြင်းမှာအမြင်အားဖြင့်တော့စိတ်ကျေနပ်စရာကောင်းပါမယ်ဒါပေမဲ့လည်းပိုးရောဂါနဲ့အသီးပွင့်ရရှိမှုမှာလိုအပ်တာထက်ပိုပြီးမပို့မှပဲအဆင်ပြေမှာဖြစ်ပါတယ်ဒီအချက်ကဖားဦးမှုကြာရောက်မှုအတွက်လည်းအရေးကြီးပါတယ်ဒီရာသီဥတုပေါ့အပူချိန်နဲ့ဆိုထိုင်းစာကိုအမြဲတမ်းသတိပြုပါကိုဒေတာရေမြေအလိုက်ပေါ့နော်ဒီနှစ်မှာဒီဇင်ဘာလောက်ထိလဲမိုးအနှဲငယ်ရွာနိုင်တယ်လို့မိုးလေဝသပညာရှင်တွေရဲ့သတိပေးတာတွေတွေ့ရပါတယ်ကွင်းစင်းတဲ့အခါမှာအပေါ်ရန်ကိုသာကြည့်ခြင်းမဟုတ်ဘဲနဲ့အရွက်အောက်နဲ့အပင်များကြားမှာပေါ့နော်နှမ်းဆက်အောင်ကြည့်ပါဓာတုဆေးပိုင်းကိုဆွေးနွေးပါမယ်ဒီနှစ်မှာတော့ခါတိုင်းနှစ်ပါမှာရင်ဖြူအတွက်သုံးနေကြပိုင်မီထရိုဇင်းကိုဦးစားမပေးသင့်ဘူးလို့သုံးတတ်ပါတယ်ဆေးရင်ပါမှုရှိမရှိမသေးကြလို့ပါဒီပိုင်မီထရိုဇင်းနဲ့နန်းတပြားရန်ကဖြန်းနေဒါပေမဲ့ရင်ဖြူမတက်တာဘူးဆိုတဲ့အကြောင်းပြန်ကြားချက်တွေကြားလာတဲ့အခါမှာဆေးရင်ပါလွယ်တဲ့ရင်ဖြူအတွက်ပေါ့နော်သတိထားဖို့လိုလာတယ်လို့ယူဆလို့ပါရင်ဖြူကျနိုင်တဲ့ရာသီဥတုအခြေအနေဖြစ်လာပြီဆိုရင်စိုက်ချိန်နောက်ကျသူတွေသတိထားဖို့ကတော့ဒီ Spirotetramat 17%ပါရီပရောက်စီဗန်10%နဲ့စပါနောက်တစ်ခါဆေးပြန်းထားပဲဆိုပြီးတော့စိတ်ချလက်ချကြီးပေါ့နော်ကွင်းစင်းတာကိုမရက်လိုက်ပါနဲ့လိုအပ်တယ်ဆိုရင် Fipronil 40%နဲ့ Bifenthrin 10%ဒိုင်နိုဒီဖြူရန်25%နဲ့ကလိုဖန်နီပြား10%ဒီဆေးအတွဲတွေကိုဦးစားပေးပြီးတော့ရွေးချယ်ပါဖော်ပြတဲ့အတိုင်းအစင်လိုက်သုံးပါမိုးတော့အရှင်အရာဒါမင်းရလို့ဒါကိုသုံးလိုက်တယ်ဆိုပြီးတော့ရှေ့နောက်မချိန်ပါနဲ့အစင်ပြေတယ်လို့သုံးတာမျိုးမလုပ်ရပါဘူးဒီဆေးဆိုင်ရဝယ်လာတဲ့ပြင်းအားနဲ့အခုညွှန်းတဲ့ပြင်းအားမတူဘူးဆိုရင်နှုံးထားကိုဒါနားလည်တကြွတဲ့သူတွေနဲ့တိုင်ပင်ပြီးတော့ပြန်တွက်သိရင်တွက်ပါဆေးအညွှန်းတိုင်းသုံးလိုက်တဲ့ဆိုတာမျိုးလည်းမဖြစ်ပါနဲ့ဆေးရင်ပါမှုအနည်းဆုံးဖြစ်နိုင်မှုအတွက်အချိုးချထားတဲ့ရာခိုင်နှုန်းဖြစ်ပါတယ်အရေးကြီးတာကတော့ရင်ဖြူကသူ့ရဲ့ကိုအောင်မှုအတွက်ပေါ့နော်ပေါင်းမြတ်ရှင်းလင်းရေးပေါင်းမြတ်တွေထူထပ်နေတယ်ဆိုရင်ဒါရင်ဖြူကြရောက်မှုအတွက်ကိုအားပေးပါတယ်ဒါကြောင့်မလို့ကတင်းအပါဝင်စိုက်ခင်းအတွင်းမှာပေါင်းမြတ်တွေကိုစနစ်တကျရှင်းလင်းထားဖို့ကလည်းအလွန်အရေးကြီးတဲ့အချက်တွေမှာပါပါတယ်ဒါရင်ဖြူကြိုတင်ကာကွယ်နိုင်နေရေးအတွက်စဉ်းစားသုံးသပ်နိုင်ဖို့အတွက်ဆွေးနွေးပေးခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မဒေါက်တာဒါတာပါရှင်